ဒါကြောင့်မို့နိုင်ငံသားမှာရောက်တဲ့အမျိုးကောင်းသားတွေမိဘကိုပြုစုလုပ်ခြင်းလို့အန်တရချားကနေဟုတ်လားသူများနိုင်ငံမှာနေရတာမလွယ်ဘူးလေဟုတ်တယ်မလားအဲ့ဒါကြောင့်တန်ဖိုးတွေကားတာအမြဲတမ်းပူဇော်နေလို့မရဘူးလားရလားအဲ့လိုမျိုးနောက်တစ်ခုကတော့မိမိတို့လူငယ်လေးတွေမိဝေးဖဝေးနဲ့နေပြီးဆိုရင်တတိထားရမှာအဲ့ဒီကိုချစ်တီလာပေါ့နောက်တစ်ခုအန်တရတွေရှိတယ်အဲ့ဒီအန်တရတွေကင်းစင်ဖို့ဆိုရင်ဦးဇင်းတို့ကထေရဝါဒဗုဒ္ဓရဲ့သားတော်သမီးတော်တွေဖြစ်တဲ့အတွက်ဦးဇင်းကတော့ဘုရားကုံတော်ကိုလက်ကင်ထားဖို့အမြဲတမ်းတွန်းတင်ညွှန်ကြားဘူးတယ်ဟုတ်ပြီနော်တက္ကလေးတို့ဘုရားကုံတော်ပွားဖို့နောက်တက္ကကြီးတို့မကြီးတို့ကုသိုလ်လဲရပြီးတော့အန်တရကင်းချင်တော့တန်ဖိုးတွေခါထားဖို့ပူဇော်ဖို့လိုတယ်ကြားဘူးလားတန်ဖိုးတွေဆရာမရလားတန်ဖိုးတွေအဲ့ဒီတန်ဖိုးတွေခါတာဘသူရေးဆက်ခဲ့တယ်တိလားဦးဇင်းတို့ဒီအောက်မြန်မာပြည်မှာတထုံနိုင်ငံတော်ကြီးဆိုတာပေါ်ပေါက်ခဲ့ပြီးတယ်မနူဟာမင်းတို့လက်ထက်မှာအာသောကမင်းကြီးတို့ဟိုဦးဇင်းတို့အိန္ဒိယနိုင်ငံမှာဟုတ်တာတိရိဓမ္မသောကမင်းကြီးတို့လက်ထက်မှာဦးဇင်းတို့တထုံပြည်မှာလည်းမနူဟာမင်းတို့စိုးစံနေတယ်ဟုတ်လားဒီအာရဟံရှင်အာရဟံဆိုတာနာမည်ကြီးခဲ့တယ်မြန်မာသမိုင်းမှာအနော်ယထာမင်းကြီးဗကံကိုပင့်ဆောင်သွားတာဦးဇင်းတို့တထုံပြည်ကနေဒီအရှင်အရှင်မြတ်ကြီးကတန်ဗုဒ္ဓေဂါထာတော်ကြီးကရှေ့မူလတန်ဗုဒ္ဓေဂါထာရှိအဲ့ဒီခေတ်တုန်းကဆိုဦးဇင်းတို့ဒီဆူလခန္ဓာကြီးအတက်တွေတက်နေပြီးဘိုးတော်လိုင်းတွေလိုက်ကြတာများတယ်ရှေ့ခေတ်တုန်းကပကံပြည်တွေမှာရောဟုတ်လားဒီတထုံပြည်တွေမှာရောဒါကြောင့်မို့အရှင်အထာတန်ဗုဒ္ဓေဂါထာကိုဆူလခန္ဓာကြီးလိုင်းကိုလိုက်မဲ့ပထမန်ဘိုးဘိုးအောင်တို့ဘာတို့တော့ရွတ်ဆိုခဲ့တာဒါပေမဲ့အဲ့ဒီဂါထာကိုရှင်အာရဟံကထေရဝါဒသာသနာပြုအာဇန်နီသူရဲကောင်းအရှင်မြတ်ကြီးဖြစ်တဲ့အတွက်သူကတန်ဗုဒ္ဓေဂါထာကိုပြန်လဲပြုပြင်ထားတာအဲ့ဒါမှတ်တာအခုဦးဇင်းတို့ကျွနေတဲ့တန်ဗုဒ္ဓေဂါထာအရှင်အာရဟံရွတ်ဖတ်ပူဇော်ခဲ့တဲ့စီရင်ရေးကုန်းခဲ့တဲ့တန်ဗုဒ္ဓေဂါထာတော်ကြီးဖြစ်တယ်ရလားလိုက်ဆိုကြည့်တစ်ခေါက်တော့တန်ဗုဒ္ဓေအထာဝီသင်္စဒွါဒသင်္စတဟတကေပန်စတတတဟတာနိနမာမိတိရတာမဟံအပကဝါလူကဂင်္ဂအနန္တာနိဗ္ဗူတာဇိနာတေတံဓမ္မင်္စတံကင်္စအာဓာရိနနမမဟံနမကာရာနုဘာဝေနဟိတဝါတဗေဥပဒဝေအနေကအန္တရာယာပိဝိနတန္တုအတေတတောအဲ့ဒါဗုဒ္ဓတကယ်တော့ဒါဖျားရှင်ကိုပူဇော်တာပါပဲခါရာတို့ပြောပေမဲ့ဂင်္ဂဝါလူသဲစုပမှာဖျားရှင်တွေပွင့်တော်မူခဲ့တယ်မဟုတ်လားတန်ဗုဒ္ဓေအထဝီသင်္စအထဝီသင်္စဆိုတာ28ကျူ28ကျိတ်သောဖျားရှင်တို့ကိုရှိခိုးတာတန်ဗုဒ္ဓေအထဝီသင်္စဟုတ်ပြီနော်ဓာတသင်္စတဟတကေဆိုတာ12000သောဖျားရှင်တို့ကိုရှိခိုးတာနော်ပင်စတတသဟတာနိဆိုတာ9သိန်းကုန်သောဖျားရှင်တို့ရှိခိုးတာ9သိန်း2000 9သိန်းဓာတသင်္စနော်ဓာတ12000နှစ်ကျိတ်ရှိစုသောဖျားရှင်တို့ကိုရှိခိုးတယ်လို့ဆိုလိုတာဘယ်လောက်လဲ9သိန်း1000 2000နှစ်ကျိတ်ရှိစုပြောကြည့်မယ်9သိန်း2000 5သိန်း1000 2000နှစ်ကျိတ်ရှိစုတံဗုဒ္ဓေအထာဝေသင်္စဓာတသင်္စသဟတကေပန်စတတသဟတာနိနမာမိတိရတာမဟံနမာမိရှိခိုးပါ၏တိရတာဥကောင်းယတနာမြတ်အင်္ဂါဖြစ်နော်နမာမိတိရတာမဟံအဟံတပြည့်တော်ဒီနမာမိယုတိမြတ်တို့ရှိခိုးပါ၏ဖះကိုရှိခိုးတာပဲဖះကုံတော်ပဲဟုတ်ပြီလားပြီးမှအပ္ပကာဝါလူကဂင်္ဂါတဲ့ဂင်္ဂါမြုပ်ကမ်းမှာရှိတဲ့တဲလုံးလေးတွေကအပ္ပကာနဲပါသေးတယ်တဲ့ဇာလားဂင်္ဂါမြုပ်ကမ်းတဲကတကယ်တော့မနဲဘူးနော်နဲပါသေးတယ်တဲ့အပ္ပကာဝါလူကဂင်္ဂါအနန္တနိဗ္ဗုတာဇီနာပရိနိဗ္ဗာန်ဝင်ဆံတော်မူသွားတဲ့မြတ်စွာဘုရားရှင်တွေကတော့အနန္တပဲတဲ့ရေတွက်လို့မကုန်ဘုရားအဆူဆူပွင့်တော်မူခဲ့ပြီဇာလားတကယ်ဒီမိုင်းတွေဒါတန်ဝေကလည်းယူဖို့ကောင်းတယ်နော်ဖရာပေါင်းဂင်္ဂဝါလူတဲစုမကများပြားလောက်တဲ့ရှင်တော်ဗုဒ္ဓတွေပွင့်တော်မူလို့ပရိနိဗ္ဗာန်ဝင်ဆံတော်မူခဲ့တာတော့ဦးဇင်းတို့အခုတည်းဒီနိဗ္ဗာန်မရောက်သေးဘူးဟုတ်တယ်မလားအဲ့ဒီလိုမျိုးအဲ့ဒီမှာပြီးမှနောက်ဆုံးမှာဒါဆူတောင်းတာဟုတ်လားအပ္ပကဝါလူကဂင်္ဂအနန္တာနိဗ္ဗုတာဇိနာတေတံဓမ္မင်္စတန်ကင်္စဆက်ပြီးရှိခိုးတယ်အဲ့ဒီဘုရားရှင်တို့ကို၎င်းထိုဘုရားရှင်တို့ဤဓမ္မင်္စတရားတော်ကို၎င်းတန်ကင်္စတန်ဃာတော်ကို၎င်းနော်တေတံဓမ္မင်္စတန်ကင်္စအာဓာရိနာနမမဟံ
အာဒါရိနယူသည်လေးစွာဆိုဟုတ်လားနမမိအဟံတပြည့်တော်သည်ရှ िख ိုးပါ၏တဲ့ခင်ကဝါလူတဲစုမကပွင့်တော်မူတဲ့ရှင်တော်ဗုဒ္ဓအဆူဆူကို၎င်းထိုရှင်တော်ဘုရားတို့ရဲ့တရားတော်တွေကို၎င်းတန်ခါတော်တွေကို၎င်းရှ िख ိုးတယ်ဆိုတော့ဘုရားပွင့်သမျှဘုရားကိုရှ िख ိုးလိုက်တာပဲမကောင်းလားကောင်းလားဘုရားတရားတန်ခါအားလုံးကိုရှ िख ိုးလိုက်တာဘလောက်ဒီကောင်းဘလောက်ကုသိုလ်မင်္ဂလာကြီးမြတ်သွားတယ်နော်အဲ့ဒါပဲနောက်ဆုံးမှဆုတောင်းဂါထာလေးကဟုတ်ပြီလားလာတာအဲ့ဒီလိုအာဒါနိနနမမဟံနမကာရာနုဘာဝေနအခုလိုရှ िख ိုးရတဲ့တကိုးတေဇောအာနုဘော်တော်ကြောင့်ဆိုဒါဆုတောင်းလိုက်တာနမကာရာနုဘာဝေနဟုတ်ပြီနော်ဟိတဝါတပေဥပဒဝေအလုံးစုံကုန်သောဥပဒဝောတို့ကိုပယ်ဆွံ့၍ဟိတဝါနော်ဘေးဥပဟုသမျှကိုပယ်ဆွံ့၍အနေကအန္တရာယာပိတဘာမကများစွာဂုံသောအန္တရဲ့အပေါင်းတို့သည်အတေတတော်ဆိုတာအကျွင်းအကြံမရှိသောအဖြစ်ဝိနတ်တန်တုကင်းကွာချုပ်ပြောက်ပါစေတည်းဟုတ်လားအဲ့ဒီလိုမျိုးဒါဖျားရှိခိုးပြီးဆုတောင်းတာပဲဒါကြောင့်မို့နိုင်ငံသားမှာရောက်တဲ့အမျိုးကောင်းသားတွေမိဘကိုပြုစုလုပ်ခြင်းတို့အန္တရာယ်ချားကနေဟုတ်လားသူများနိုင်ငံမှာနေရတာမလွယ်ဘူးလေဟုတ်တယ်မလားအဲ့ဒါကြောင့်တန်ဖိုးတွေကားတာအမြဲတမ်းပူဇော်နေလို့မရဘူးလားရလားပဋိစိတ်လို့လည်းရတယ်နော်ခါတာတန်ဖိုးတွေကားတာအဲ့ဒီဒါ၃ခါတာကိုစတ်ထားတာဟုတ်ပြီလားအဲ့ဒါပြီးတာနဲ့ပဋိတစ်လုံးချတနေ့ပဋိတစ်ပတ်မနက်တစ်ပတ်နေ့လည်းတစ်ပတ်ညတစ်ပတ်ဒါမှမဟုတ်ရင်ပဋိမစိတ်လဲကိုအလုပ်လုပ်ရင်းနဲ့ရွတ်နေပေါ့ဒါဖျားရှိခိုးတာပဲမကောင်းဘူးလားကောင်းလားဒါပါပဲပြောဦးဇင်းတို့ကဗုဒ္ဓဝါဒလေဒါကတော့သူတော်ဘာတွေကတော့ပြောမှာပေါ့ဝိပဿနာရှုဝိပဿနာမှာလူငယ်တွေမှမရှုလို့မှမရသေးတာဟုတ်လားဒီလိုပဲဘုရားတရားတန်ခါကိုယုံကြည်မှုစွမ်းအားဖြင့် mind power ကိုမြင့်တင်ထားတာဒါ psychology ပဲငါမှဘုရားကုံတော်တွေရှိတယ်ဘုရားကိုငါပူဇော်နေတယ်ဆိုတော့စိတ်ဓာတ်ကတက်ကြွနေတယ်အဲ့ဒီကကိုယ့်ရဲ့လုပ်ငန်းတွေအဆင်ပြေလာတယ် BN တွေကင်းလာတာဟုတ်ပြီလားဒါတန်ဖိုးတွေခါတာရတဲ့လူကအဲ့ဒါရွတ်လို့ရတယ်ပုံမှန်လေး ETV